ကျွန်တော် society မှာ open relationship နဲ့ပတ်သက်ပြီးတော့ပြောနေရကြားဖို့ကြပါလိမ့်မယ် open relationship ကိုလက်ခံထားတဲ့စုံတွဲတွေက long distance relationship တွေပုံများတယ်အထူးသဖြင့်တယောက်ကမြန်မာနိုင်ငံမှာတယောက်ကစင်ကာပူမှာဆိုပါစို့ဆိုတော့လေတယောက်နဲ့တယောက်ကအရန်ဝေးတယ်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံခြားနေတာဟုတ်ဆိုတော့တယောက်နဲ့တယောက်ကအရန်ချစ်တယ်ဒါပေမဲ့ထိတွေ့ကင်တွေ့လို့မရတဲ့ချိန်မှာသူတို့က open relationship ကိုလက်ခံလာကြတယ်တယောက်နဲ့တယောက်အလွမ်းတည်ရတဲ့ချိန်တွေက online ပေါ်မှာမရှိတာကိုအဲ့လို long distance relationship တွေဖြစ်တဲ့ open relationship ကိုလက်ခံထားတဲ့သူတွေကဒီတစုံတယောက်ရဲ့အထီးအတွေ့အပြောဆိုပေါ်မှာပါရပြီးတော့ one night stand ဖြစ်သွားရင်လည်းဖြစ်သွားလို့ရတယ်ဆိုတဲ့အနေအထားတစ်ခုပါအဲ့အခြေအနေကိုလည်းသူတို့ကလက်ခံပြီးသားပါဆိုတော့လေကျွန်တော်မြန်မာ society မှာ 99.% သောလူတွေက open relationship ကိုလက်မခံကြပါဘူးကျွန်တော်တို့နိုင်ငံဟာကျွန်တော်တို့ရဲ့ culture နဲ့ကျွန်တော်တို့ရဲ့ religions တွေနဲ့ဖုံးလွှမ်းခံထားရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လို့ပါကြံတဲ့သူနဲ့ dating လုပ်တာ chatting လုပ်တာ micro chatting လုပ်တာတို့ဘာတို့ကအဲ့ဟာတွေကိုကိုယ့်ရဲ့ချစ်သူတယောက်ကပြုလုပ်နေပြီဆိုရင်အဲ့ဒါကိုသူတို့ကလူမျိုးရေးဖောက်ပြန်တယ်လို့တတ်မှတ်ပြီးတော့ society ထဲကနေပြီးတော့ဒါ social punishment လုပ်တာတို့မျိုးတို့ပေါ့နော်ကိုယ့်ရဲ့ချစ်သူနဲ့ကိုယ်နဲ့ကြားမှာပြဿနာတွေဖြစ်သွားတာမျိုးတို့ relationship တစ်ခုကနောက်ဆုံးပွဲကွာသွားတာမျိုးတို့ရှိပါတယ်ဆိုတော့လေကျွန်တော်မြန်မာနိုင်ငံအနေထားနဲ့ဆိုရင်တော့ open relationship ကိုလုံးဝလက်မခံပါဘူးထိုနည်းတူပဲအမျိုးသားအမျိုးသမီးတွေတောင်မှပဲ relationship တစ်ခုတည်ဆောက်တာအရန်ခက်ခဲနေတဲ့အချိန်မှာကျွန်တော် LGBT community ကသူတွေကလည်းဒါ relationship တစ်ခုတည်ဆောက်ရတာအရန်ခက်ခဲတယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ယုံကြည်မှုနားလည်မှုကိုချင်းစာမှု business education စရှိသဖြင့်ဒီကိုဘယ်လောက်ထိချစ်ပေးနိုင်လဲကိုဘယ်လောက်ထိ supporting ပေးနိုင်လဲစရှိသဖြင့်အဲ့လိုအကြောင်းအရာတွေတည်တည်ချာချာတွေကိုခြေခံကြကြစဉ်းစားပြီးတော့မှ relationship တစ်ခုတည်ဆောက်တဲ့လို့မြင်တယ်နောက်ထပ် video မှာနောက်ထပ် content တစ်ခုအနေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးပါ bye bye